Mobile Legend တွေကမေးချေထဲမှာ AOE 3 ကွက် Crowd Control တစ်ကွက် Dash တစ်ခု Immune နှစ်ကွက်ပြီးလေးမှာအစုံမြောင်ပါတယ် Hero ဆိုရင်ကတိတာတစ်ကောင်နဲ့ရှိပါတယ်ဒီနေ့မှာတော့ Mid Lane မှာတစ်ဖက်ကရန်သူကိုတိတ်ကြောက်ကြမလို့ပဲတယောက်တည်းဆိုလိုကေးယူလို့ရတဲ့ကတိတာကိုင်ကြီးလေးကိုပြောပြပေးပါမယ်တစ်ရေဘောတိုင်နေကြိုက်ပါစေရမ်းမြက်လာတာနဲ့အများရန်သူဘက်ကလည်းအရှောင်းတဲအနေနဲ့ဖမ်းရခတ်လာပါတယ်ကတိတာကိုင်ရင် Scale 1 Dash ရဲ့ timing ကိုမှတ်အောင်တုံးတက်ဖို့ရယ် Scale 2ကို Surprise ထောင်တက်ဖို့ကအရေးကြီးပါတယ်နှစ် Scale 1ကိုအလွယ်တကူထုတ်မသုံးပါနဲ့ကတိတာကိုအခုမှစကင်မဲ့သူတွေက Scale 1နဲ့ပြည့်ပြည့်ဝင်ပြီးရန်သူတစ်ကောင်မှလည်းမမိပဲ short သွားတတ်ကြပါတယ် Scale 1ကိုမလိုအပ်ပဲထုတ်သုံးတာကရန်သူရှေ့မှာမှောက်ရက်လဲရနေတူပါတယ်3လက်မြန်မာရမယ်အင်းယူသုံးတာဖြစ်ဖြစ် Battle Spell သုံးတာဖြစ်ဖြစ်လက်မမြင်ရင်ကတိတာဆိုတဲ့ hero ကမှုတ်ပေါ်သေးပဲဖြစ်နေမှာပါ၄ Petrify နဲ့ Flick ကဘယ်ဟာယူရမလဲကိုဘက်ကရန်သူကိုဖမ်းပေးနိုင်တဲ့တင့်ပါတယ်ဆိုရင်တော့ Flick ကယူပါမပါပဲ single target teammate တွေများနေတယ်ဆိုရင်တော့ Petrify နဲ့ကပိုကောင်းပါတယ်ငါ Breast damage ကကူလောင်းပေးလား Breast damage နဲ့ဆော့မယ်ဆိုရင်တော့ Skill 1ကူလောင်းကပိုကြတဲ့အတွက် Ultimate ရေဘောခွဲပြီး Skill 1နဲ့ပြန်တိုက်ဖို့ဆိုရင်တစ်စက္ကန့်လောက်လိုနေပါလိမ့်မယ်ကူလောင်းပေးကတော့ပြေးရလောရလဲကောင်းတယ်လို့ပယ်လဲခဏခဏထွက်တဲ့အတွက်ပြင်းဖိုက်မှာပိုအသုံးဝင်ပါတယ်ဒါပေမဲ့ကိုက assassin ပုံနဲ့ဆော့ရတဲ့ဆိုရင်တော့ Breast damage ကအပြောတောင်ကိုတန်းပြတ်ပါတယ်6 Ultimate သုံးရမှာမရှက်ပါနဲ့အကယ်၍ကိုကကွန်ဘိုဝင်ခွဲလို့မမိတာတို့မပြတ်တာတို့ဆိုရင်ရန်သူဘက်ကကိုကိုပြန်ထောက်မယ်ဆိုရင် short တက်ပါတယ် Skill 1လွဲတာဖြစ်ဖြစ်ဒါမှမဟုတ်ထွက်ပြေးနေရင် Skill 1ကုန်နေတာဖြစ်ဖြစ် Ultimate ကိုသုံးဖို့မရှက်ပါနဲ့ခွန်ဘယ် hero ကကိုင်ဟိုဘက်က item ကိုကြီးပြီးမှသုံးပါအဓိကတော့ Winter Crown, Immortal, Rose Gold စတဲ့ item ဆက်ထားတဲ့ hero တွေကိုတတ်ချင်မယ်ဆိုရင်အခြေအနေကိုကြည့်ပြီးတော့မှသုံးပါ